ဗင်နီဇွဲလားမှာလှုပ်ခတ်သွားတဲ့ငလျင်ဘေးကြောင့်လာကွာရာမြို့ကစိတ်ကန်းတူလောင်ယုံဟောင်းလော်စီလော့စ်ဟာအခုတော့ရှင်ကြံခဲ့သူတွေရဲ့မျက်ရည်တွေဝေဒနာတွေနဲ့ပြည့်နှက်နေတဲ့ယာယီအလောင်းဆွရကြီးဖြစ်လို့နေတယ်။ငလျင်လှုပ်ပြီး9ရက်မြောက်တဲ့နေ့အထိလူပေါင်း2600ကျော်သေဆုံးခဲ့ပြီးအဆောက်အအုံတွေအကုန်ပြိုကျသွားတော့အလောင်းတွေကိုထားစရာနေရာမရှိတော့လို့နေပူထဲမှာပဲပစ်ထားရတဲ့အခြေအနေထိရောက်နေတယ်။လော့စီလော့စီရဲ့တကားဝမှာစစ်သားတွေကစောင့်ကြပ်နေတယ်။အထဲကိုဝင်မှုတန်းစီနေတဲ့မိသားစုတွေရဲ့မျက်နှာမှာတော့ကြောက်စိတ်၊ဝမ်းနည်းစိတ်ပြီးတော့ကိုချစ်ရသူကိုတွေ့ရတော့မလားဆိုတဲ့စိုးရိမ်စိတ်တွေရောထွေးနေတော့တာပေါ့။အမျိုးသမီးတစ်ယောက်ကသူ့ရဲ့တူကိုရှာနေတာတပတ်နေပါရှိပြီ။စေယုံတွေကယ်ဆယ်ရေးစခန်းတွေပြိုကျနေတဲ့အဆောက်အအုံတွေအထိလိုက်မိခဲ့ပေမဲ့ဘယ်သူကမှဘာမှမသိကြဘူး။ဒီထဲဝင်ရမှာအရန်ကြောက်တယ်။ဒါပေမဲ့ဒီဝေဒနာကိုအဆုံးသတ်နိုင်ဖို့ကဒီနီးလမ်းပဲရှိတော့တယ်လို့အဲ့ဒီအမျိုးသမီးကတူတူလေးပြောပြီးအထဲကိုဝင်သွားတယ်။အထဲကိုဝင်လိုက်တာနဲ့ပုတ်အဲ့နေတဲ့အနံဆိုးကနှာခေါင်းထဲကိုတိုးဝင်လာတာ။အများစုကတော့နှာခေါင်းကိုအုပ်ထားကြပေမဲ့ခဏကြာရင်သူတို့တွေလည်းအနံ့ကိုရင်းနှီးသွားသလိုပဲငြိမ်သက်သွားကြတယ်။နေပူရှိန်အောက်မှာပလတ်စတစ်အိတ်တွေနဲ့ထုတ်ပိုးထားတဲ့အလောင်းရာပေါင်းများစွာကိုစနစ်တကျတန်းစီချထားတယ်။တချို့အလောင်းတွေကိုတော့နေပူဒဏ်တက်တာအောင်ယာယီတဲလေးတွေမှာထားပေးထားပေမဲ့အခြေအနေကမကောင်းလှဘူး။မိသားစုဝင်တွေအတွက်အဆိုးရွားဆုံးအပိုင်းကတော့ TV စကရင်တစ်ခုရှိမှရက်နေရတဲ့အချိန်ပဲ။စကရင်ပေါ်မှာအလောင်းဓာတ်ပုံ1000ကျော်ကိုအမြန်နှုံးနဲ့ရွှေ့ပြနေတယ်။အလောင်းတွေကပုတ်တိုးနေပြီးအရေးပြားတွေမဲညက်ဖူးယောင်နေတော့မှတ်မိဖို့ခက်တယ်။ဒီတော့တက်တူလက်ကောက်ဝတ်ထားတဲ့အဝတ်စားလေးတွေကိုပဲကြည့်ပြီးကိုယ့်ရဲ့မိသားစုဝင်ဟုတ်မဟုတ်ခွဲကြရတယ်။အမျိုးသမီးတစ်ယောက်ကစကရင်ပေါ်မှာဖုန်တွေပြကြနေတဲ့ဆောင်းစားလေးကိုမြင်လိုက်တဲ့အချိန်မှာပဲအော်ငိုပြီးဒူးထောက်ကျသွားတယ်။သူ့ရဲ့တာလီမန်တိလိုက်ရလို့ပေါ့။အဲ့ဒီခါမှာဘေးကနေတယောက်နဲ့တယောက်လုံးဝမသိကြတဲ့ဒဇိန်တွေကအချင်းချင်းဖက်ပြီးအားပေးလိုက်ငိုကြတယ်။ဒါကရုပ်ရှင်တွေကမြင်ကွင်းလိုပဲကြောက်ဖို့ကောင်းတယ်လို့လီလီယာနာဆိုတဲ့အမျိုးသမီးကပြောတယ်။သူကလည်းကြောက်နေတဲ့တူလေးကိုတက်တူးတစ်ခုနဲ့ခွဲခြားသိလိုက်ရတာ။ကျမမေစုံလုံးကားနဲ့လုံးဝမတူဘူး။ဒီမှာကတကယ့်ကိုငရဲပဲတဲ့။နောက်ထပ်အဖြစ်ဆိုတစ်ခုကတော့ဂျက်စီကာဆိုတဲ့မိခင်သူ့ရဲ့15နှစ်အရွယ်သမီးလေးနဲ့3နှစ်အရွယ်မိန်းမလေးကိုအပြက်စီးတွေကြားကနေတပတ်အကြာမှာရှာတွေ့ခဲ့တာအခုတော့အလောင်းထုတ်ဖို့စာရွက်စာရမ်းနေနဲ့စောင့်နေရတာ2ရက်ရှိပြီသူတို့ကအခေါင်းထဲထည့်ပြီးနေပူထဲပစ်ထားတာ1ရက်ရှိပြီဘာမှလည်းမပြောကြဘူးဖျားသခင်ကိုပဲအားကိုးရတော့မယ်လို့ရင်နာနာနဲ့ပြောရှာတယ်အထက်မှာတော့မှုခင်းစေပညာရှင်တွေကတပ်ဖုံးတွေ၊သွားတွေကိုကြည့်ပြီးအလောင်းတွေကိုခွဲခြားပေးနေတယ်။အလောင်းတွေကိုရှာတွေ့ပြီဆိုရင်လက်ပွေယူမယ်၊အခေါင်းထဲထည့်မယ်။ပြီးမှသေဆုံးကြောင်းလက်မှတ်ထုတ်ပေးမယ်။အဲ့ဒီလက်မှတ်ရတော့မှပဲတကြိုဖို့ကိုဆက်လုပ်လို့ရမယ်။လီလီယာနာကတော့ကံကောင်းတယ်လို့ဆိုရမလားသူ့တူကိုရှာတွေ့သွားတယ်။ဒါပေမဲ့အတော်ဖြစ်သူကပြိုကျသွားတဲ့အဆောင်အအုံထဲမှာပဲဆက်ပြီးပြိမိနေတယ်။မနှက်ဖြန်ကြရင်အတော့ကိုရှာဖို့ဒီငရဲကန်းကိုပြန်လာရအောင်မလားဆိုတဲ့အတွေးနဲ့တင်သူ့ရင်ထဲမှာပူလောင်နေတယ်။အလောင်းတွေကိုတဲဖို့ကားတွေကလည်းဝင်လိုက်ထွက်လိုက်နဲ့မိသားစုတွေကတော့သူတို့ချစ်ရသူတွေကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်ဖို့နောက်ဆုံးလက်ကျန်အစိပ်အပိုင်းလေးတွေကိုပဲဖြစ်ဖြစ်ပြန်ရဖို့အဲ့ဒီနေဘူးထဲမှာပဲဆက်ပြီးစောင့်နေကြတော့တယ်။